မေလုံးဝနေနေတယ်ဘာပဲစိတ်ချပါလဲတာအလုပ်ကိုကြိုးစားနေတာလေတာအလုပ်ကိုကြိုးစားပြီးတာမြင့်တက်မယ်တာအလုပ်ကိုပြန်လာတော့ဒါပတ်စံလေးရှိတယ်အမေအလုပ်ဝနေနေတဲ့ခါကျရင်တာကိုထားရမှာလေအမေဒီကောင်စိတ်ချရမယ်လေအမေအတင်းထားရမယ်လေဒီအချင်းထားပါမယ်တာရဲ့ဒါပေမဲ့တာမြင်ပြန်လာနော်တာကြီးကိုစစ်စစ်ပြေးသွားတဲ့ချိန်ကအမေရှိအမြင်ပြန်လာခဲ့နော်ဖုန်းလက်ဆက်နော်တာစိတ်ချပါမယ်စစ်ချတာတကယ်ကြီးကိုတက်ချခကြီးဆိုင်တော့မေးစိတ်ချမယ်နော်အမေရှိလည်းဖုန်းဆက်တကယ်ချင်းမြောက်လည်းတက်တက်မြမြနေနော်ဟုတ်တယ်စိတ်ချကျန်လည်းမရှိကြနဲ့နော်မေးရှိလည်းဖုန်းဆက်နော်ဟုတ်တယ်တကယ်ချင်းစိုးတိုင်းမယ်ကောင်းတိုင်းမယ်တိုင်းမီပြီးတော့နေကြပေါ်တာရင်သူများနဲ့ငယ်ကိုသွားမယ်ဆိုတော့ဒီကစိတ်ပူတာပေါ့အဲ့လိုမျိုးမိသားတရားဝင်ရှိရတယ်နော်တကယ်ကြီးကိုစက်နိုင်လို့ကဆောက်ရှောက်တယ်နော်မိဘာမှစိတ်မကောင်းဘူးဖြစ်ဒီပြတာရင်ဒီကြောင့်လည်းဒီဆိုင်ဒီအလုပ်ကိုကျူးစားဒီအတင်းတောင်းရတဲ့ကကြာအမှုပုံစံမှာပေါ့ဒီပြတာရင်ဒီကားကြီးကြီးနော်မိသားတို့သွားတော့မယ်စိတ်ချပါစိတ်ချပါမိသားကလည်းတော့ဘူးပါသွားရဆက်ဆက်လိုက်နော်ပေါ်ပေါ်ရင်ဒီမှာပတ်ဆက်ဒီပြတာရင်မိသွားပြီနော်စိတ်ချတာအဲ့မေးပါလုံးအခုမှကြွားမမင်းတကယ်ကြီးဖုံးဆက်လာမင်းမေအခုခါမကြမ်းဖြစ်နေလို့တဲ့မင်းအခုဖုံးဆက်လာလဲကြာနေပြီမင်းကတော့ဒီမှာကြော်လိုက်တာမင်းမေတဲ့တူငါဖုံးဆက်လာဆက်ကြာလာအခုငါမှမင်းကိုလိုက်ရှာလိုက်ရတယ်ငါအလုံးမအားရကြတယ်မင်းစီလာလိုက်ရတာမင်းကတော့ဒီမှာပျော်ပါလို့အခုမင်းဘယ်လိုလုပ်မှလဲအခုရွာပြန်မရမယ်မင်းအမေအခုအသေးအံဖြစ်နေတယ်တဲ့မင်းကိုငါစီကိုဖုံးဆက်လာကြမင်းကိုဖုံးဆက်လို့မရလို့တဲ့မင်းဖုံးကစက်ပိတ်ထားတယ်တဲ့အကောင့်လည်းမင်းပြောင်းသွားတယ်တဲ့အမေအခုဘယ်လိုလုပ်မှလဲအခုကြွားပြန်ခဲ့ဖို့ငါစီကိုဖုံးဆက်ညနေလေးစောင်းနေဒီမှာထိုင်တော့နေတာအဖေသားလေးလာမဲ့လည်းမျောနေရတော့တာရင်လာမှာပေါ့မင်းတကယ်ချင်းအမေကိုဖုန်းနဲ့မဆက်ဘူးအမေကိုဖုန်းလေးကိုဆက်ပေးပါအောင်သားရင်ဆက်ထားပါလေလာမှာပေါ့အမေသားမျိုးမှာအလုပ်လုပ်တာဆွကြိုးစားရင်ဆက်နေစားတာကောင်းပါတော့အမေလေးလိုက်တဲ့စီကားလေးခိုင်းပြီးတော့ပြောနေတာတိုင်းအမေကရက်ဆက်တဲ့တိုင်းအမေကိုဖုန်းလေးအောင်မဆက်အမေတာမရှိကြလာတယ်နော်ဟုတ်ပါမေတိုင်းမပြောလိုက်တာကောင်းအမေကနေတိုင်းပြောတယ်အမေစီကိုပြန်မလာတော့ဘူးလားအမေလည်းပဲသူနေတော့တယ်အမေမှမသွားတော့ဘူးနော်အမေလည်းထားမသွားတော့ဘူးအမေမငိုနဲ့တော့ထောက်ခွလို့ပါမေဒါရဲ့မေသားကိုခွင့်မပါလေက